ဒီဇက်ကားလေးမှာဆိုလို့ရှိရင်ဒီကိုကျော်ထက်အောင်ကမအေးမြမိုးကိုထားခဲ့ပြီးတဲ့အချိန်မှာသူ့ကြောင့်ဒါမအေးမြမိုးတည်သွားတယ်သူ့ကြောင့်ဒါသူ့သားလေးဒုက္ခရောက်နေတယ်ဆိုတဲ့ကိုယ့်ကိုယ်ကိုအပြစ်ရှိရလို့ခံစားနေရတဲ့စိတ်နဲ့အတူသူကနှစ်ပေါင်းများစွာကြာလာပါမဲ့လည်းဒီစိတ်တွေနဲ့ပဲသူကအသက်ရှင်နေပြီလို့ဘဝကြီးကတည်နေတယ်လို့ခံစားနေဘဝအတိတ်ပဲမရှိတယ်လို့ခံစားရတာပေါ့နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေရောတစ်ချိန်ကကိုရည်ရွယ်ချက်ရှိရှိနဲ့ပဲဖြစ်စီမရည်ရွယ်ဘဲနဲ့ဖြစ်ကျူးလွန်ရင်းကနေပြီးတော့မှဒီအမားကိုကအပြစ်ရှိတဲ့လူတရားကိုအပြစ်တင်ပြီးတော့အဲ့လိုမျိုးနေနေတယ်ဆိုလို့ရှိရင်အဲ့ဒီစိတ်ခံစားချက်တွေအဲ့အပြစ်ရှိရလို့ခံစားတဲ့ခံစားချက်တွေကို hypnotherapy ကုထုံးနဲ့ကုသလို့ရတယ်ဒါ negative emotion ၅မျိုးထဲမှာပါတဲ့ကိုအပြစ်ရှိရလို့ခံစားရတဲ့အစိတ်တစ်ခုပဲဖြစ်တယ်ဆိုတော့ဒီလိုမျိုးကုသပြီးလက်ရှိကျန်တဲ့ဘဝသက်တမ်းမှာပျော်ပျော်ရွှင်ရွှင်နဲ့တကယ်လူဖြစ်ရကျိုးနဲ့တဲ့သူတယောက်အဖြစ်နဲ့ကောင်းမွန်တဲ့အရာတွေပဲလုပ်လာနိုင်မယ်ဘဝကနေပြောလာနိုင်မယ်ဆိုတော့ဒီဗီဒီယိုရဲ့အကျိုးဆောင်ပြန်ရတယ်ဆိုလို့ရှိရင်ခုနကလိုမျိုးကိုအပြစ်တင်ရင်းနဲ့မှအသက်ရှင်နေပေမဲ့လို့ဘဝတည်နေတဲ့သူတွေအတွက်အကျိုးတစုံတရာရသွားအောင် share သွားပေးခြင်းဖြင့်ကူညီပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆက်ဆုံရမယ်နော်